ဆိုင်တွေမှာရောင်းအားကောင်းတဲ့မနက်စာလုံနီ၃မျိုးအလုံးမဲမင်္ဂလာပါထောက်ဝံပရိသတ်တို့နေကောင်းကြလားရှင်ဒီနေ့မှာတော့ဆိုင်တိုင်းမှာရောင်းအားအကောင်းဆုံးဖြစ်နေတဲ့မနက်စာ၃မျိုးကိုအိမ်မာတွင်အလွယ်တကူလှုပ်ရှားလှုပ်ရောင်းလို့ရနိုင်မယ့်လှေဝက်ချက်တစ်ဆင့်ချင်းစီရဲ့ပါဝင်ပစ္စည်းအစုံလင်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အိန္ဒိယရိုတီပလာတာနဲ့နံပြားတို့လိုခက်ဆင်ဆင်မုတ်တစ်ခုဖြစ်တဲ့အိန္ဒိယရိုးရာရိုတီကိုစားဖို့ကြလောက်ဒီမုတ်ကမနက်ခင်းမှာလက်ဖက်ရည်လေးနဲ့တို့စားကြည့်ရင်တော့တကယ်စားလို့ကောင်းတာမလို့အိမ်မှာပဲလိုက်လို့စားမလားစိုက်တင်ရောင်းမလားအဆင်ပြေတယ်နော်အရင်ဆုံးဇလုံးတစ်ခုတည်းကိုဂျုံမှုန့်900 gram တကြား9 gram တစိမ်း9 gram တို့ကိုထည့်ပြီးပွပွဆူနေတဲ့ရင်တွေထည့်ပေးပါပြီးရင်တော့တူလေးနဲ့မှွေပေးပြီးခတ်ထွေးလေးဖြစ်သွားရင်တော့စားနှဲငယ်ထည့်ဂျုံအနှစ်ဖြစ်သွားအောင်ဆက်မှွေပေးလိုက်ပါရလာတဲ့ဂျုံအနှစ်ကိုလက်ကလေးနဲ့အသာနှိပ်နေအရှည်တိုင်းလိုက်ပြီးအတုံးသေးသေးလေးတွေဖြစ်အောင်ဖြတ်ပေးလိုက်ပါပြီးရင်တော့ပလတ်စတစ်စက်ကူနဲ့အုပ်ပြီးနှက်ထားပေးရပါမယ်နှက်ပြီးသွားရင်တော့အတုံးလေးတွေကိုလက်နဲ့အသာဖိဖြန့်ပြီးဂျုံပြားဖြစ်အောင်ဒလိန်တုံးနဲ့လိမ့်ပေးလိုက်ပါပြီးရင်တော့စီရနှင်းငယ်တုတ်ထားတဲ့မကတ်အိုးရဲကိုထည့်ပြီးမီးအေးနဲ့နှစ်ဖက်စလုံးရွှေဝါရောင်တန်းပြီးကျက်လာတဲ့အထိကြော်ပေးလိုက်ရပါမယ်ဒါဆိုရင်တော့စားလို့လည်းကောင်းရောင်းတန်းလည်းဝင်စေမဲ့ရိုတီလေးကိုရလာပါပြီနော်ပိုပြီးစားကောင်းသွားစီဖို့ကတော့အိန္ဒိယဟင်းအနှစ်တွေနဲ့တွဲဖက်စားလိုက်ပါတကယ်ကိုပြည့်စုံတဲ့မနက်စာဖြစ်သွားစီမှာအမှန်ပါပဲရှင်နံပါတ်2စမူစာဆိုတာကအရင်ကတည်းကဝယ်စားလာကြတာဆိုပေမဲ့အိမ်မှာလည်းအလွယ်တကူလှုပ်ရှားလို့ရတယ်ဆိုတာကိုသိပြီးကြပြီလားမသိကြသေးရင်တော့အဆုံးထိလိုက်ကြည့်လိုက်တော့နော်အရင်ဆုံးဂျုံမုတ်ထဲကိုစီယာစိတ်နည်းနည်းနဲ့စီဒါမှမဟုတ်ထောပတ်ထည့်ပြီးတမနေအောင်ပုတ်နေပေးပါရေကိုတဖြည်းဖြည်းချင်းထည့်ပြီးမမလေးဖြစ်အောင်ဂျုံနေပေးလိုက်ပါရှင်ပြီးရင်တော့မိနစ်20လောက်အဝတ်စားနဲ့အုပ်ပြီးနှက်ထားပေးရပါမယ်အစာသွတ်ဖို့အတွက်ကတော့ဒဲအိုးရဲ့စီပူလာရင်ဇီယာစိတ်ဂျင်းညံ့ငရုတ်သီးစိမ်းပဲစိမ်းလုံးလေးတွေကိုထည့်ပြီးစီတက်ပါပြီးရင်တော့ပြုတ်ပြီးခြေထားတဲ့အာလူးတွေနဲ့မဆလောင်ဟင်းခန့်အမွှေးကြိုင်တွေထည့်3-4မိနစ်လောက်မှွေချက်ပြီးအေးခန့်ထားလိုက်ပါတယ်။နေထားတဲ့ဂျုံလုံးကိုအချက်ပြားဝိုင်းဝိုင်းလေးတွေလှိမ့်ပြီးအလွှာလိုက်စီတုပ်ကဒရိကန်ပုံစံခောက်အာလူးအစာသွတ်ပြီးအနားတွေကိုရေဓမ္မမဟုတ်ဂျုံကိုရေနဲ့တည်တည်ချာချာလေးပိတ်ပေးပါမယ်။အိုးထဲမှာစီအများကြီးထည့်ပြီးမီးရလေလက်နဲ့ရွှေဝါရောင်တန်းပြီးကျွတ်ရလာတဲ့အထိကြော်ပေးရပါမယ်။ရွှေဝါရောင်တန်းလာရင်တော့ကျွတ်ရမှွေးနေတဲ့စမူစာလေးကိုအချိန်ရလေးနဲ့တို့စားလိုက်ရင်တော့ရှယ်စားကောင်းစေမဲ့စမူစာလေးရလာပါပြီမနက်စောစောလက်ဖက်ရည်ဆိုင်တွေမှာထမဝဲခြင်းရင်တော့အိမ်မှာပဲဒီနီလန်းလေးအတိုင်းစိတ်တိုင်းကျလှုပ်ရှားကြည့်လို့ရပါပြီနော်နံပါတ်3ပေါက်စီနောက်ဆုံးတစ်ခုကတော့လူတိုင်းအကြိုက်တရုတ်စတိုင်ပေါက်စီအီလေးကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဂျုံမှုန့်900 gram ထည့်ထားတဲ့စလုံးလေးကိုတကြား9 gram ရေနွေးနွေး350 ml နဲ့တဆေး9 gram ကိုထည့်ပေးပါပြီးရင်တော့တရုတ်တူလေးနဲ့တေချာမှွေပြီးဂျုံကိုလက်နဲ့တမနေအောင်နှိပ်ပေးလိုက်ပါရှင်ဂျုံနယ်ပြီးသားရလာရင်တော့ပလတ်စတစ်နဲ့အုပ်ပြီး2နာရီလောက်နှက်ထားပေးရပါမယ်နှက်လို့ရလာတဲ့ဂျုံသားတွေကိုအရှည်ချောင်းလေးလှုပ်အတုံးလေးတွေအညီမျှဖြတ်ပြီးအဝိုင်းပြားလေးတွေဖြစ်အောင်လှိမ့်ပေးလိုက်ပါအထဲမှာအစာသွတ်ဖို့အတွက်ကတော့ချက်တော်မိတ်ဂျင်းရည်ဘိန်းငပြားရည်အကြီးအနောက်ခရုစီစောင်းချက်သားမှုတ်တို့ကိုအသားနှုတ်ဆင်းထားတာနဲ့ရောမွေပြီးစီပူလောင်းထက်ကတိချနေထားပါအကုန်လုံးအစင်သေးဖြစ်ရင်တော့ဂျုံပြားတွေကိုအစာပလာတွေထည့်ပြီးလက်ကလေးနဲ့ညင်ညင်တသားလေးအရေးကျုံဖော်ပြီးလိပ်ပေးလိုက်ပါပြီးရင်တော့ပေါက်စီလေးတွေကို10မိနစ်လောက်ထပ်နှံထားပေးပါရှင်အားလုံးပြီးရင်တော့ဝါပေါင်းထဲမှာ15မိနစ်ကြာပေါင်းပေးလိုက်အောင်ပါပဲဒါဆိုရင်တော့လူတိုင်းကြိုက်ကြတဲ့အခိုးအရှံတွေနဲ့အတူအရန်အိပ်ပြီးအရသာရှိတဲ့ပေါက်စီပူပူလေးကိုရလာပါပြီမနက်စာမှာပေါက်စီပူပူလေးစားကျင်သူတွေအတွက်လိုက်လုံစားကြည့်ဖို့အကြံပေးလိုက်ပါစေအားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ